နောက်မြတ်ခင်များဒီတော့လူသားတွေဘာကြောင့်ဂုဏတွေလုံးမိတာလဲလူသားတွေဘာကြောင့်ဂုဏတွေကိုကျူးလွန်မိတာလဲလူသားတွေဘာကြောင့်အလရှင်မြတ်ရဲ့အမိန့်ကိုဖီဆန်မိတာလဲဒိသတဲ့မိတ်ဆွေနောက်မြတ်ခင်များဒီတော့လူရဲ့သဘောတဘာဝတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှင်ဘယ်အရာမှာဘလောက်ဆိုးကျိုးရှိလဲအဲ့ဒီအရာကိုအဲ့ဒီလောက်ရှောင်ခြင်းလဲဥမာအဖြစ်လူတယောက်ကင်းတကောင်ကိုတွေ့တယ်ကင်းမီကောက်တကောင်ကိုတွေ့တယ်အဲ့ဒီကင်းမီကောက်ကိုတွေ့ရင်ဘယ်သူမှသွားပြီးယူမကန်ကြည့်ဘာဖြစ်လို့လဲအားလုံးသိတယ်ကင်းမီကောက်ကန်ရင်ခန္ဓာကိုယ်မှာအစိတ်တက်သွားမယ်ဘယ်သူမှကင်းမီကောက်ကိုသွားပြီးတော့မကန်ရဲဘူးမစော့ရဲဘူးဒီတိုင်းပဲလူတယောက်မွေးကိုတွေ့တယ်အမှန်တကယ်တော့မွေးဆိုတဲ့အရာကအင်မတန်လှပတဲ့အရာမွေးမှာအယောင်ဆင်းအမျိုးမျိုးရှိတယ်မွေးမှာအင်မတန်မှကိုပဲလှပတဲ့ဒီဇိုင်းတွေအကွက်လေးတွေတကောင်နဲ့တကောင်မတူညီတဲ့အယောင်တွေနဲ့လှပမှုရှိတယ်မွေးရဲ့ခန္ဓာကိုယ်အသားဟာလည်းပဲတကယ်တမ်းကန်ကြည့်ရင်နုနုညံ့ညံ့လေးဒီတော့အမြင်အဖြစ်ကြည့်မယ်ဆိုရင်မွေးဟာတော်ကိုမှလှပပြီးတော့ကန်ချင်းစပွဲကောင်းတဲ့တရဝတကောင်ပဲသို့ပေမဲ့လည်းပဲလူတွေကိုမေးကြည့်ဘယ်သူမွေးကိုကင်မလဲဘယ်သူမှကင်မှာမဟုတ်ဘူးမွေးပဲနေရာမှာရှိလေအဲ့ဒီနေရာကနေဝေးကိုလူတွေဘာလုပ်ကြလဲရှောင်ကြတယ်အကယ်၍ဒီအခမ်းအနားမှာသာမွေးတကောင်ရောက်လာတယ်ဆိုရင်ဘယ်သူမှဆက်ထိုင်နေတော့မှာမဟုတ်ဘူးအားလုံးထပ်ထွက်သွားလိမ့်မယ်မွေးဘလောက်ပဲလှမွေးကိုဘာကြောင့်မကင်ရတာလဲလူတွေရဲ့အသိထဲမှာဒါရှိတယ်မွေးဆိုတာအင်မတန်ကြောက်စရာကောင်းတဲ့တရားမွေးကြိုက်လိုက်ပြီးမွေးပေါက်ခံရပြီဆိုရင်အသက်ပါဆုံးရှုံးနိုင်တယ်ဒီတော့မွေရဲ့အန်တီရယ်ကိုသိတယ်မွေရဲ့စိုးကျိုးကိုသိတဲ့အခါမှာဘယ်သူမှမွေကိုသွားပြီးတော့မကင်ကြဘူးဒီတိုင်းပဲတနေရာမှာလျှက်စီးတွေထွက်နေတယ်မိချိုပြတ်နေတယ်ဝါယာရှော့ဖြစ်ပြီးတော့ဘာဖြစ်နေလဲဝါယာကနေပြီးတော့ဖက်ကနေအလင်းရောင်လေးထွက်နေတယ်အဲ့ဒီလိုထွက်နေတဲ့အလင်းရောင်ကိုကြည့်လိုက်ရင်တော့ချစ်စရာလေးအင်မတန်လှပတဲ့အလင်းရောင်လေးဖက်ကနေထွက်နေတာဒါမဲ့ဘသူကိုမဆိုတွားမိကြည့်အဲ့ဒါကိုတွက်ကန်ကြည့်ပါလားဆိုရင်ဘသူမှမကန်ရဲဘူးဘာဖြစ်လို့လဲဒါကလျှက်စစ်ဖြစ်တယ်ဒါကိုတွားပြီးကန်လိုက်ရင်ဓာတ်လိုက်သွားမယ်ဓာတ်လိုက်ရင်ငါအသက်ပါတည်သွားလိမ့်မယ်ဒီတော့ကျွန်တော်တို့လူသားရဲ့သဘာဝကပါလေဘေးအရာရဲ့စူးကျိုးကိုသိလေအဲ့ဒီအရာကိုတွားပြီးတော့ကျွန်တော်တို့မထိတိရဲဘူးမကန်တွေ့ရဲဘူးမဆန်းသက်ကြည့်ရဲဘူးလေးစားအတဲမိတ်ဆွေညီနောင်များခင်များဒါဆိုကျွန်တော်တို့စဉ်းစားကြည့်လူတွေဂုဏဘာကြောင့်မလုံးမိကြတာလဲဘာကြောင့်ဂုဏလုံးမိကြတာလဲဆိုရင်လူအများစုကဂုဏရဲ့စူးကျိုးကိုမသိကြလို့ဒါကြောင့်ကျွန်တော်တို့ဂုဏရဲ့စိုးကျိုးကိုသိအောင်ကြိုးစားပါအကယ်၍လူတယောက်ကဂုဏရဲ့စိုးကျိုးကိုသူသိသွားပြီဆိုလို့ချင်းငွေကိုတွေ့ရင်သူဘလို့ကြောက်တယ်ဘလို့ရှောင်မလဲဒီတိုင်းပဲကင်းမီကောက်ကိုတွေ့ရင်ဘလို့ကြောက်ပြီးဘလို့ရှောင်မလဲအဲ့ဒီအတိုင်းပဲသူဂုဏကိုတွေ့ရင်လည်းပဲအဲ့ဒီလိုကြောက်ပြီးတော့အဲ့ဒီလိုရှောင်လိုက်မယ်လေးစားအတဲမိတ်ဆွေညီနောင်များခင်များဒါကြောင့်အီမမ်ဂဇာလီရဟမတ်တူလာအလိုင်ကအမိန့်ရှိတယ်လူတွေထဲမှာအကြီးဆုံးအာလင်ကဘသူလဲကျွန်တော်တို့ပြောလိုက်မယ်ဒီလိုပုဂ္ဂိုလ်သူစီမှာအီလမ်တွေအများကြီးရှိတယ်ပညာတွေအများကြီးတတ်တယ်အီမမ်ဂဇာလီရဟမတ်တူလာအလိုင်ကအမိန့်ရှိတယ်အကြီးကျယ်ဆုံးသောအာလင်ကဒီလိုပုဂ္ဂိုလ်တဲ့သူဟာဂုဏတွေကစိုးကျိုးကိုအတိဆုံးသောသူပဲဂုဏတွေကစိုးကျိုးကိုအတိဆုံးသောသူပဲဘလောက်ဂုဏတွေကစိုးကျိုးကိုသိလာပြီလဲအဲ့ဒီလောက်ထိဂုဏတွေကိုရှောင်ကျင်လာလိမ့်မယ်လေးစားအတဲမိတ်ဆွေညီနောင်များခင်များဒီတော့ဂုဏကိုရှောင်ကျင်ပြီးနေဖို့အင်ဒမကိုပဲအရေးကြီးတယ်ဟာဇ်အဗ်ဒူလာဘင်အဘာစ်ရဒီအလာဟူအန်ဟူတခင်ရဲ့ထံမှာလူတယောက်ကလာပြီးတော့မေးတယ်တခင်ကြီးရဲ့အမြင်ပြောပြပါလူနှမျိုးရှိတယ်ဒီတော့အဲ့ဒီထဲမှာပထမတစ်မျိုးကကလီလုလ်အာမန်ဝကလီလုလ်ဇူနူဘ်အမလ်အားဖြစ်တော့အများကြီးမရှိဖာရစ်လောက်တော့တောင်းချီတယ်သို့ပေမဲ့နဖီလ်တွေအများကြီးသူမလုံနိုင်ဘူးသို့ပေမဲ့လည်းပဲဝကလီလုလ်ဇူနူဘ်ဒါမဲ့သူစီမှာဂုဏတော့နေတယ်ဂုဏတိတ်မရှိအမလ်မများဘူးဂုဏနေတယ်နောက်ထပ်လူတစ်ယောက်ရှိတယ်ဒုတိယပုဂ္ဂိုလ်သူကဝကစီရုလ်အာမန်အမလ်များတယ်ဒီတိုင်းပဲကစီရုလ်ဇူနူဘ်ဂုဏလည်းပဲအင်တမကိုပဲများတယ်ဒီတော့အဲ့ဒီနှစ်ယောက်ထဲမှာသခင်ကြီးဘု து ကိုပို့ပြီးတော့က
ကောင်းတဲ့သူလို့ထင်လဲဘသူကိုပို့ပြီးတော့နှစ်သက်လဲဒီတော့အဗ္ဒူလာဘင်အဘာစ်ရဒီအလ္လာဟူအန်ဟူတခင်ကပြောပြတယ်ငါရဲ့ခံမှာတော့တဲ့ပထမပုဂ္ဂိုလ်သူကောင်းမှုတွေအများကြီးတော့မလုပ်နိုင်ဘူးသူ့ပေမဲ့လည်းပဲသူဂုဏလေးပဲသူမလုပ်ဘူးအဲ့ဒီလိုလူကငါရဲ့ခံမှာပို့ပြီးတော့တာမြတ်တယ်နော်ငါအဲ့ဒီလူဟာပို့ပြီးကောင်းတယ်လို့ငါမြင်တယ်လေးစားအတဲမိတ်ဆွေညီနောင်များခင်များဒီလိုကောင်းမှုကဒီလောက်ပဲလုပ်နိုင်တယ်ဖရစ်တီတောင်းချီတယ်ဆွနတ်တီလောက်တော့ဖတ်တယ်မပြတ်ကွက်ဘူးဒါပေမဲ့နဖီတော့မလုပ်နိုင်ဘူးဒါပေမဲ့တစ်ဖက်မှာဂုဏလေးပဲရှောင်နေဆိုရင်အဲ့ဒီလိုလုံလောက်တယ်သူ့အတွက်ဂျန်နတ်ကခရီးနဲ့ဖြောင်းဖြူးတယ်နောက်တစ်ဖက်မှာဒီလိုလူတော့ကောင်းမှုတွေတော့အများကြီးလုပ်ပါရဲ့နော်သူနဖီတွေလည်းအများကြီးဖတ်တယ်နဖီနော်ဆတ်ကာတွေလည်းအများကြီးလုပ်တယ်ကျန်တဲ့နဖီအာမန်တွေလည်းအများကြီးလုပ်တယ်ဒါပေမဲ့နောက်တစ်ဖက်မှာဂုဏတွေလည်းပဲတပုံတပန်းကြီးပဲဂုဏတွေလည်းအများကြီးလုပ်တယ်ဒီတော့သူသေးကြတယ်သူလှုပ်ထားတဲ့ဂုဏတွေကိုသူပြုတ်ထားတဲ့နဖီလ်ရဲ့အာမန်ကလာပြီးကဲနိုင်မှာမဟုတ်ဘူးဆိုတာကနဖီလ်ရဲ့အာမန်တွေလှုပ်တာကောင်းတယ်တို့ပေမဲ့လည်းပဲဒီနေ့အများကြီးလူတွေရှိတယ်နဖီလ်အမလ်တွေကိုအကြောင်းခံပြီးတော့ငါတို့လွတ်မြောက်သွားမှာပဲဆိုပြီးတဲ့အတွေးနဲ့ဂုဏမကြောက်အများကြီးဒီလိုလူတွေရှိကြတယ်နော်ငါတလောက်လူတန်းနေတာပဲအလ္လာဟ်ငါ့ကိုအေးအေးယူမှာမဟုတ်ပါဘူးဆိုတဲ့စိတ်နဲ့ဂုဏလုပ်တယ်ငါတလောက်ဖတ်ရွတ်နေတာပဲငါ့ကိုအလ္လာဟ်အေးအေးယူမှာမဟုတ်ပါဘူးဆိုတဲ့စိတ်နဲ့ဂုဏလုပ်တယ်နော်ဒါပေမဲ့ကျွန်တော်တို့မှတ်ထားပါနော်ကျွန်တော်တို့လှုပ်ထားတဲ့ဂုဏကိုကျွန်တော်တို့ရဲ့ဖတ်ရွတ်မှုလူတန်းမှုကလာပြီးတော့ကယ်နိုင်မှာမဟုတ်အဲ့ဒီထက်စာရင်အများကြီးမဖတ်နိုင်နေပါစေအများကြီးမလူနိုင်နေပါစေတစ်ဖက်မှာဂုဏတော့ရှောင်ပြီးတော့နေအဲ့ဒါကပူပြီးတော့အလိုက်အတန်မှာလွန်မြောက်ဖို့အတွက်ပို့တည်ကြတယ်လေးစားအတဲမိတ်ဆွေညီနောင်များခင်များနော်ဒီတော့လူတစ်ယောက်ကဂုဏရဲ့စိုးကျိုးကိုသူဘယ်လောက်သိပလဲအဲ့ဒီလူဟာအဲ့ဒီလောက်အထိဂုဏတွေကိုရှောင်ပြီးတော့သူနေသွားမယ်ဒီအတွက်ကြောင့်ကျွန်တော်တို့ဂုဏရဲ့စိုးကျိုးတွေကိုသိဖို့အင်တာမန်ကိုပဲလိုအပ်တယ်အင်တာမန်ကိုပဲလိုအပ်တယ်နော်ဒီတော့ကျွန်တော်တို့ဒုနီယာလောကမှာလှုပ်ရှားတွေအများကြီးရှိတယ်နော်ကျွန်တော်အဖာနဲ့ကျွန်တော်နဲ့2013ခုနှစ်ကပိုင်ဆန်နိုင်ငံကိုရောက်တယ်ဟာဒတ်မောလာနာရှာဟကီမ်မိုဟမ္မဒ်အတန်အဟ်မဒ်ဒူလာအလိုင်ဆိုတဲ့အင်ဒန်ကြီးကျယ်တဲ့သူတော်စင်ကြီးဆရာကြီးရဲ့နောက်ဆုံးအချိန်နော်ကျွန်တော်အဖာကျွန်တော်ကိုခေါ်သွားတယ်ဆရာကြီးကိုဇီယာဒတ်လုပ်ဖို့အလ္လာဟ်တောဖစ်ပေးလို့ဆရာကြီးကိုတော့မြင်တွေ့ခွင့်မလာကတ်လုပ်ခွင့်ရခဲ့တယ်တော့အဲ့ဒီခီးစဉ်ရဲ့အပြန်မှာပြန်ကန်နီးမှာအဲ့ဒီခံကမှာပဲသူတော်စင်ကြီးတစ်ပါးရှိတယ်သူရဲ့နာမည်တော့ဟာဒတ်မီရ်ဆာဘ်ဆိုပြီးခေါ်တယ်ဟာဒတ်မောလာနာရှာဟကီမ်မိုဟမ္မဒ်အတန်ရဟ်မတ်တူလာအလိုင်ရဲ့တကိခါစ်နော်အနီးကနော်မူရစ်တေတွေကတယောက်ဖြစ်တယ်ဒီတော့နော်ပြန်ကန်နီးမှာသွားပြီးမလာကတ်လုပ်တယ်နှုတ်ဆက်တယ်နှုတ်ဆက်တဲ့အခါမှာကျွန်တော်အပါကမီးတယ်နော်ဆရာကြီးကျွန်တော်ကိုဆုံးမပါဆရာကြီးကျွန်တော်ကိုနစီယတ်နည်းနည်းလုပ်ပါဒီတော့အဲ့ဒီဟာဒတ်မီရ်ဆာဘ်ရဟ်မတ်တူလာအလိုင်ကဘာနစီယတ်လုပ်လဲဆိုလို့ရှိရင်နော်ဒုနီယာमें जो चाहो तुम सब करोနော်ဒုနီယာမှာမင်းလုပ်ချင်တာအကုန်ဘာဆန္ဒရှိလဲလုပ်ချင်တာအကုန်လုပ်ကြတဲ့သူပေမဲ့လည်းပဲမဂ်နော်အလ္လာဟ်တာလာकी नाफरमानी मत करोနော်အလ္လာဟ်အမိတ်ပဲမဖီဆန်နဲ့အလ္လာဟ်တားထားတာပဲမလုပ်နဲ့ချက်တာအကုန်လုပ်ရကျန်တာအကုန်လုံးရတယ်ဒါလေးပဲမလုံးနဲ့အလ္လာဟ်တားထားတာလေးပဲမလုံးနဲ့လေးစားအတဲမိတ်ဆွေညီနောင်များခင်များတော့ဒီတော့တူတုံနဲ့တိတ်တန်မှုရှိတဲ့စကားပဲတော့ကျွန်တော်တို့လှုပ်ချင်တာအကုန်လုပ်ရတယ်သူပေမဲ့လည်းပဲအလ္လာဟ်တားထားတာတော့မလုံးနဲ့အလ္လာဟ်စိတ်ဆိုးမဲ့ကိစ္စတော့မလုံးနဲ့အလ္လာဟ်မနစ်တဲ့ကိစ္စတော့ကျွန်တော်တို့မလုံးနဲ့လေးစားအတဲမိတ်ဆွေညီနောင်များခင်များတော့ဒီတော့ခေတ်ကာလကကီယာမတ်နဲ့ပူနီးလာလေကျွန်တော်တို့နှလုံးသားတွေကဂုဏဘတ်ကိုပူရင်းလာလေဖြစ်တတ်တယ်ဟကင်တီရမီဇီရဟ်မတ်တူလာအလိုင်ဆိုတဲ့အင်တန်ကြီးကျယ်တဲ့ပညာရှင်ကြီးတစ်ပါးတော့ဟိုကျွန်တော်တို့ဘူခါရာတို့စမရကန်တို့ရှိတဲ့နေရာမှာအဲ့ဒီဘက်မှာပေါ်ထွန်းခဲ့တယ်တော့အီမမ်တီရမီဇီကတတ်ဟကင်တီရမီဇီကတတ်ဒီတော့ဟကင်တီရမီဇီရဟ်မတ်တူလာအလိုင်ကပညာရှင်လည်းပဲဖြစ်တယ်နောက်တစ်ခါမှာဟကင်တမားတော်လည်းပဲဖြစ်အဲ့ဒီအခါရဲ့အင်တန်အချို့မောတမားတော်ဒီဖြစ်နော်အဲ့ဒါလွန်ခဲ့တဲ့နှစ်ပေါင်း900အရင်ကပုဂ္ဂိုလ်နော်900အရင်ကပုဂ္ဂိုလ်တို့ပေမဲ့လည်းပဲဟကင်တီရမီဇီကမိမိရဲ့ခေတ်အခါမှာနော်လူတွေကိုကုသတဲ့နေရာမှာ operation လုပ်ပြီးကုသတဲ့စနစ်ကိုပါအဲ့ဒီခေတ်အခါမှာလုပ်ခဲ့တယ်အဲ့ဒီလောက်ထိနော်စီဝါကုသမှုမှာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်နော်ဟကင်တီရမီဇီရဲ့စီကုသတဲ့အကန့်အဝုဒ္ဒတိသမိုင်းဝင်အနေနဲ့နော်အဲ့ဒီဒေသမှာရှိ
ဒီတော့ Hakim Tirmizi rahmatullah alayhi ကတရဘာဖြစ်လဲဆိုတော့နော်လူကအင်မတန်ချောတယ် Hakim Tirmizi ကတော်တော်လှလှချော့ချော့ပဲလူငယ်ဘဝမှာတရက်စီကန်းကိုမိမ့်မပြိုလေးတယောက်ရောက်လာအဲ့ဒီမိမ့်မပြိုက Hakim Tirmizi ကိုတွေ့ပြီးနှစ်သက်ပြီးတော့ဘာပြောလဲဆိုရင်နော်အတူတူပြိုပါဖို့အတွက်ဇကာတ်ကလန်အဲ့ဒီက Hakim Tirmizi ကဒီလိုညင်းလိုက်တယ်ညင်းတဲ့နေရာမှာဘလို့ညင်းလဲအဲ့ဒီမိန်းကလေးကမျက်နာကိုမျက်လုံးနဲ့တစ်ချက်တောင်မကြည့်ဘဲနဲ့လုံးဝညင်းပလိုက်လုံးဝညင်းပလိုက်တယ်လက်မခံဘဲနဲ့ညင်းလိုက်မျက်လုံးနဲ့တစ်ချက်တောင်အဲ့ဒီမိန်းကလေးရဲ့မျက်နာကိုမကြည့်ခဲ့နော်အဲ့ဒီလိုနေနဲ့နှစ်တွေတော်တော်ကြာပြီးတော့ Hakim Tirmizi ကဥသွားပြီနော်အသက်အရွယ်အင်မတန်ကြီးရင်သွားပြီအဲ့ဒီလိုအသက်အရွယ်ကြီးရင်သွားတဲ့တနေ့မှာရုတ်တရက်စိတ်ထဲမှာဘာဖြစ်လဲဆိုတော့ငါငယ်ငယ်တုန်းကငါစီလာခဲ့တဲ့အဲ့ဒီကောင်မလေးနော်သူ့ဘက်ကကမ်းလှမ်းခဲ့တယ်အဲ့ဒါကိုငါလက်ခံပြီးသူနဲ့ပျော်ပါလိုက်ရင်ဘယ်လောက်ကောင်းခဲ့မလဲဆိုပြီးတော့အဲ့ဒီစိတ်ဖတ်တဲ့ဝင်လာနော်ဝင်လာပြီးတော့ Hakim Tirmizi ကချက်ချင်းပဲ istighfar ဖတ်တယ်တောက်ပါလုပ်တယ်နော်ညာအလတ်စီမှာငုံပြီးတောက်ပါလုပ်ကိုလည်းတော်တော်အံ့ဩတယ်ငါဘလို့ဖြစ်သွားတာလဲနော်ငါလူငယ်ဘဝကငါရဲ့နှလုံးသားကဒီလောက်ကောင်းတယ်အဲ့ဒီမိန်းကလေးကိုငါလှည့်တော့မကြည့်လိုက်နော်အဲ့ဒီမိန်းကလေးကမျက်နာကိုတော့ငါမကြည့်ပဲနဲ့ငါညင်းနိုင်ခဲ့အခုအသက်80 80အပိုးကြီးအရွယ်ရောက်မှငါကဒီကိုနာကိုပြန်တောင်းတနေတယ်ငါဘလို့ဖြစ်သွားတာလဲအဲ့ဒီလိုနဲ့တွေးပြီးတော်ကိုမှစိတ်မကောင်းဖြစ်ပြီး Hakim Tirmizi rahmatullah alayhi ကနောက်ဆုံးတော့တစ်ချက်အိပ်ပျော်သွားတယ်အဲ့ဒီအချိန်တမန်တော်မြတ်ကြီး sallallahu alayhi wasallam ကိုအိမ်မက်ထဲမှာတွေ့နေတယ်ဒီတော့တမန်တော်မြတ်ကြီး sallallahu alayhi wasallam အမိရှိတယ်ဘာမိရှိလဲဆိုတော့နော်အတင်းနဲ့နော်စိတ်မကောင်းမှဖြစ်နေဘာဖြစ်လို့လဲဆိုရင်အတင်းရဲ့လူပြိုဘဝကအတင်းနှလုံးသားကပူပြီးတော့အတွာအတ်မှာအလတ်အမိနာခံမှုမှာအားကောင်းခဲ့ဘေးအချိန်ထက်လေအခုအတင်းအုံမင်းနဲ့အချိန်ထက်နော်ဘာကြောင့်လဲဆိုရင်အတင်းရဲ့လူပြိုဘဝကငါကိုယ်တော်ရဲ့ခေတ်အခါနဲ့ပူနီးတယ်အခုအတင်းအုံမင်းနဲ့အချိန်ကာလထက်နော်ဆိုရကဘာလဲဆိုရင်တမန်တော်ဆလောဆမ်နဲ့ခေတ်ကာလနဲ့ပူနီးလေလူတွေရဲ့နှလုံးသားတွေကပူပြီးတော့ကောင်းလေပဲကိုတို့ရဲ့ခေတ်ကာလနဲ့ပူဝေးလာလေလူတွေရဲ့နှလုံးသားထဲမှာအင်တမောက်ကိုပဲယုံနေမှုတွေဖြစ်လာလေပဲဒါကြောင့်ကျွန်တော်တို့စဉ်းစားကြည့် Hakim Tirmizi ရဲ့ခေတ်ကလွန်ခဲ့တဲ့နှစ်900 800အရင်ကနော်အဲ့ဒီခေတ်မှာတော့လူပြိုဘဝနဲ့လူအိုဘဝကြားမှာနှလုံးသားအပြောင်းလဲဖြစ်တယ်ကိုရိုနဲ့ဆလောက်ဆမ်နဲ့ကင်းနဲ့ဝီးလာလို့ကျွန်တော်တို့ဒီခေတ်ဆိုရင်စဉ်းစားကြည့်ကျွန်တော်တို့နှလုံးသားတွေကဘလောက်ဂုဏကိုတမတ်ခုံနေမလဲလေးစားတက်မိတ်ဆွေညီနောင်များခင်များနော်ဒီတော့နော်ဂုဏနဲ့ပတ်သက်လာရင်ကျွန်တော်တို့မှတ်ထားပါနော်အလရှင်မြတ်ကကျွန်တော်မြတ်ကုရ်အာန်မှာနော်အလရှင်အရင်မျိုးနယ်စုတွေအရင်လူပုဂ္ဂိုလ်တွေသူတို့တွေအလတ်အမိတ်ကိုဖီဆန်ခဲ့တယ်အဲ့ဒီအပေါ်မှာအလတ်အေးယူခဲ့တဲ့အကြောင်းကုရ်အာန်ကမြောက်များစွာသောနေရာတွေမှာပါတယ်နော်အဲ့ဒါတွေကအလရှင်မြတ်ကကျွန်တော်တို့ကိုပုံချင်းအဖြစ်နဲ့အဖို့အလတ်အမိတ်ရှိထားတာမဟုတ်ဒါတွေကဖြစ်ရမှန်နေနော်အဲ့ဒီဖြစ်ရမှန်နေကနေကျွန်တော်တို့တာဝီကယူဖို့သင်္ကန်းသာယူဖို့အဲ့ဒီဖြစ်ရမှန်နေကိုကျွန်တော်တို့ဖတ်ပြီးတော့အလတ်ကြောက်စိတ်ဖြစ်ဖို့အတွက်ကျွန်တော်တို့တွေကိုအလတ်ရှင်ဒီအကြောင်းအရာတွေကုရ်အာန်ကျမ်းတော်မြတ်မှာပြန်ပြီးတော့အလတ်အမိတ်ရှိထားတာဖြစ်ဥမာရှိတမန်တော်နူအလိုင်စလမ်ရဲ့အမျိုးသားတွေနော်အလတ်အမိတ်ဖီဆန်နေနော်အလတ်နဗီတမန်တော်ရဲ့အမိတ်ကိုမနာခံဘူးအလတ်ရှင်ရည်နှမ်းဖို့ချလိုက်တယ်နောက်ဆုံးဒီလောက်ထိရည်နှမ်းသွားတယ်နော်တောင်းနေအင်မတန်မြင့်ပါတယ်ဆိုတဲ့တောင်းနေရဲ့တိတ်တီးရည်တွေနှမ်းမှုပြီးတော့အဲ့ဒီသူတွေအားလုံးကိုအလတ်ရှင်ဖြည့်ဆည်းပြလိုက်တယ်နော်ဒီတိုင်းပဲနော်တမန်တော်နော်ကောင်းမီအာတ်နော်တမန်တော်ဟူဒ်အလိုင်စလမ်ရဲ့အမျိုးသားတွေအင်မတန်အားကောင်းမောင်းတန်နေနော်သူတို့တွေအလတ်အမိတ်ကိုဖီဆန်နေနော်အလတ်အမိတ်မနာခံဘူးအလတ်ရှင်သူတို့ကိုဒီလောက်လီချမ်းနေတိုက်ပြီးဖြည့်ဆည်းလိုက်တယ်ကအန်နောမ်အာဂျာဇူနကလင်ခါဝီယာနော်တကိုင်းနေကျူးကြပြီးတော့ဘလို့မြေပြင်မှာပြန့်ကျဲနေလေအဲ့ဒီလိုမျိုးပဲအဲ့ဒီလူတွေဟာလည်းပဲအင်မတန်အားကောင်းပါပဲဆိုတဲ့လူတွေအားလုံးအလတ်အဇတ်ထဲမှာပြည့်စည်ပြီးတော့မြေပြင်မှာပြန့်ကျဲသွားတယ်ဒါမှမဟုတ်လူအလိုင်စလမ်ရဲ့အမျိုးသားတွေအလတ်အမိတ်ကိုဖီဆန်နေနော်အလတ်ရှင်တားထားတဲ့ကိစ္စတွေကိုသူတို့ကျူးလို့နေနော်ဒီတော့အလတ်ရှင်ဂျေဘရာအီလ်ကောင်းကင်တမန်ကိုအလတ်ရှင်ဆေးလို့လိုက်တယ်ဂျေဘရာအီလ်ကောင်းကင်တမန်မိမိရဲ့တောင်ပန်နဲ့အဲ့ဒီဒေသရဲ့မြေကြီးကိုမယူပြီးဇောက်ထိုးလုပ်ပြီးတော့ပြန်ပြီးပြစ်ချလိုက်တယ်အားလုံးသိချပျက်စီးသွားဒီတော့အုပ်စုလိုက်အလတ်အမိတ်ဖီဆန်နေအုပ်စုလိုက်ကိုအလတ်ရှင်အရေးယူခဲ့တယ်အုပ်စုလိုက်ဖီဆန်နဲ့အုပ်စုလိုက်အလတ်ရှင်အရေးယူခဲ့တယ်ဒါကြောင့်ကျွန်တော်တို့ကအုပ်စုကိုကြည့်ပြီးလည်းပဲမိုက်လို့မရ
တခါတခါကျွန်တော်တို့မှဒီစိတ်ဖြစ်တယ်မလားနော်ဒီခုနငါတယောက်တည်းလုံးနေတာမှမဟုတ်တာလုံးနေတဲ့အများကြီးဘာဖြစ်လဲလုံးနေတဲ့လူတွေအများကြီးပဲတခါတခါကျရင်ကျွန်တော်တို့နော်လူတယောက်ကိုတွေ့တော့တားတာပေါ့နော်ခင်ဗျာနော်အတူမစားပါနဲ့လားကွာလို့ပြောတော့သူကပြောတယ်ဆရာကျွန်တော်တယောက်တည်းစားတာမဟုတ်နော်အတူစားနေတဲ့သူတွေအများကြီးပဲဆရာကြီးနော်ဒီအုပ်စုကိုကြည့်ပြီးသူမိုက်တာဒါလို့အများကြီးလူတွေအတူစားနေတာပဲဘာဖြစ်လဲငါလေစားမှာပေါ့နော်ဒီတိုင်းပဲနော်တခါနော်ဇင်နာလုပ်တယ်မကောင်းတဲ့ကိစ္စတွေမှာသွားပြီးတော့ပေါင်းနေတယ်ဒီတော့သူ့ကိုတားတဲ့အခါတော့ခင်ဗျမလုပ်ပါနဲ့ဆိုတော့ဆရာကျွန်တော်တယောက်တည်းလုပ်တာမဟုတ်ဒါမျိုးလုပ်နေတဲ့မွတ်စလမန်တွေအများကြီးပဲအုပ်စုကိုကြည့်ပြီးမိုက်တာနော်ဒါလို့အုပ်စုလိုက်ကြီးလုပ်နေတာဘာဖြစ်လဲနော်ကျွန်တော်တို့မှတ်ထားပါအုပ်စုလိုက်လုပ်လို့လည်းပဲအလ္လာဟ်အရေးမယူရဲဘူးလို့ကျွန်တော်တို့မထင်နဲ့ကျွန်တော်တို့ထပ်ပို့ပြီးအားကောင်းတဲ့အုပ်စုတွေနော်အရင်အများကြီးပေါ်ခဲ့တယ်သူတို့တွေလူအရေးအတွက်အားဖြင့်လည်းပို့ပြီးများတယ်လူအင်အားအားဖြင့်လည်းပို့ပြီးတော့ကြီးတယ်သူတို့ကိုလည်းပဲအလ္လာဟ်ရှင်အရေးယူခဲ့တာပဲအုပ်စုလိုက်မိုက်ရင်အုပ်စုလိုက်အလ္လာဟ်အမိန့်ကိုသိစမ်းရင်အဲ့ဒီအုပ်စုလိုက်ကိုအလ္လာဟ်ရှင်ဖြည့်ဆည်းအရေးယူတယ်တူးချင်းမိုက်တယ်တူးချင်းအလ္လာဟ်အမိန့်ကိုဖြည့်ဆန်းတယ်ဆိုရင်လည်းအလ္လာဟ်ရှင်အဲ့ဒီတူးချင်းကိုလည်းအလ္လာဟ်လှုပ်ဖို့မရှိဥမာဖြစ်ကုရ်အာန်ကျမ်းတော်များမှာကျွန်တော်တို့ကြည့်ကာရွန်နော်ကာရွန်ကဥစ္စာဒနာကျွေဝတဲ့အပေါ်မှာသူနော်အဲ့ဒီဥစ္စာဒနာရဲ့အပေါ်မှာမာနတက်တယ်အဲ့ဒီအခါသူအလ္လာဟ်ရှင်မြတ်ရဲ့အမိန့်ကိုဖြည့်ဆန်းတယ်နော်ဒီတော့အလ္လာဟ်ရှင်သူ့ကိုသူ့ဥစ္စာဒနာတွေအားလုံးကိုမြေကြီးထဲမှာနစ်မြုပ်စေလိုက်နော်တူးချင်းမိုက်တယ်တူးချင်းအလ္လာဟ်အမိန့်ကိုဖြည့်ဆန်းတယ်အလ္လာဟ်ရှင်တူးချင်းကိုလည်းပဲအလ္လာဟ်အရေးယူတယ်နော်ဒီတိုင်းပဲအရှိန်ဝါကိုအကြောင်းခံပြီးမိုက်နော်ဥမာရှင်ငါမှာဩဇာရှိတယ်အရှိန်ဝါရှိတယ်နော်ငါဘာလို့ငါဘယ်သူ့ view ဆိုင်ရမှာလဲနော်အဲ့ဒီလိုပုံစံမျိုးနဲ့မိုက်ရင်လည်းပဲလို့ဖို့မရှိဘူးဥမာအဖြစ်ကျွန်တော်တို့ဖီရအောင်ကိုကြည့်နော်ဖီရအောင်ကနော်သူ့ရဲ့ဩဇာအရှိန်ဝါသူ့ရဲ့အချွေရံနေအားကောင်းတဲ့အပေါ်မှာသူအလ္လာဟ်အမိန့်ကိုဖိစံတယ်သူ့ကိုယ်သူခိုးသားလို့သူကြွေးကြော်တယ်သူ့ကိုလည်းပဲအလ္လာဟ်ရှင်လွတ်ပေးခဲ့လားမလွတ်ပေးခဲ့ဘူးသူ့ကိုလည်းအလ္လာဟ်ရှင်နောက်ဆုံးဏီကုန်းချုပ်အဆုံးသတ်စေလိုက်တာပဲအရေးယူလိုက်တာပဲဆိုလိုတာကအလ္လာဟ်ရဲ့ဥပဒေဟာအင်တာမကိုပဲတိကျတဲ့ဥပဒေနော်ဒီဥပဒေကိုကျွန်တော်တို့ဘလို့မှကြော်လို့ရမှာမဟုတ်Hazrat Maulana Pir Zulfikar Ahmad Naqshbandi Damat Barakatuhum kaပြောပြတယ်နော်ဆရာကြီးကပြောတယ်ကျွန်တော်တဲ့လာဟောကနေပါကစ္စတန်လာဟောပါကစ္စတန်နိုင်ငံလာဟောမြို့ပေါ့အဲ့ဒီမြို့ကနေအမေရိကန်နိုင်ငံနယူးယောက်မြို့ကိုကျွန်တော်အချိန်ခရီးထွက်ပူတယ်အများကြီးဒီလိုလူတွေတွေ့တယ်နော်ပါကစ္စတန်နိုင်ငံလာဟောကလေဆိပ်မှာနော်သူတို့ရဲ့အမူအရာကလုံးဝပုံစံတစ်မျိုးနော်ပါကစ္စတန်ရဲ့လေဆိပ်မှာပေါ့နော်ဟိုတန်းစီဆိုရင်လည်းမရှိသေးဘူးနော်ထိကနေတိတိကိစ္စတွေဆိုရင်လည်းအော်ဂျက်မင်းပါကောင်းလဲငါပါကောင်းလဲနော်မင်းကအကြောင်းသိလားနော်ငါအခုတစ်ချက်ဖုန်းဆက်လိုက်မင်းပါဖြစ်သွားမလဲသိလားအဲ့ဒီလိုအော်ဂျက်လောက်တက်နော်ဘယ်သူတွေလဲပါကစ္စတန်တွေပေါ့သူတို့ကပါကစ္စတန်လေဆိပ်ပါဘာလဲဆိုရင်ပါကစ္စတန်ကဥပဒေအားဖြင့်လည်းရော့ရဲတယ်ပါကစ္စတန်မှာကဟိုပိုင်းနဲ့ဒီပိုင်းနဲ့ဆိုရင်နော်နည်းနည်းပါးနော်သူလှုပ်ချင်တာလှုပ်လို့ရတယ်နော်ဒါပါကစ္စတန်နိုင်ငံပေါ့အဲ့ဒီလိုနဲ့ဆရာကြီးပြောပြတယ်အဲ့ဒီပါကစ္စတန်လေဆိပ်မှာအော်ဂျေလုပ်တဲ့သူတွေကတဲ့နော်အမေရိကန်ရောက်သွားတော့နယူးယောက်လေဆိပ်လေးရောက်တော့အဲ့ဒီလူတွေကပုံစံလုံးဝပြောင်းသွားတယ်နယူးယောက်လေဆိပ်မှာအဲ့ဒီလူတွေကလုံးဝကုတ်နေရောပဲနော်ပြောစရာမလိုဘူးလိုင်းမှာတန်းစီပြီးသားနော်သူတို့ကတခုံးပြောရင်လေအဲ့ဒီဂျဲတွေနော် immigration တွေကိုသူတို့မော်တော်မကြည့်ရဘူးကုတ်နေတယ်နော်ဒီတော့ဆရာကြီးကပြောပြတယ်သူတို့ကသိတယ်ပါကစ္စတန်လေဆိပ်ကတော့ဒါကပါကစ္စတန်ငါတို့နိုင်ငံပဲငါတို့ပိုင်ရဆိုင်ရနဲ့ရှင်းလို့ရတယ်ဆိုတော့သူတို့အော်ဂျယ်လို့နော်အမေရိကရောက်တော့ဟိုမှာကတော့ပိုင်ရဆိုင်ရတွေပါတယ်တိတ်အလုံးမဖြစ်တော့ဥပဒေကကျန်းတယ်တိကျတယ်အဲ့ဒီအခါကျတော့အမေရိကမှာသွားပြီးတော့နော်သူထေရတွေရှောက်မလုပ်ရဲဘူးအော်ဂျယ်လေမလုပ်ရဲဘူးအမေရိကရောက်တော့ဘာဖြစ်သွားလဲတုတ်သွားတယ်နော်ဟိုကဥပဒေကျန်းတယ်ဟိုကဥပဒေကတိကျတယ်ဟိုမှာပိုင်ရဆိုင်ရနဲ့သွားပြီးလို့မရဘူးဆိုပြီးတော့ဆရာကြီးကပြောတယ်ကျွန်တော်တို့စဉ်းစားကြည့်တဲ့ကျွန်တော်တို့အမေရိကကဥပဒေကိုဒီလောက်ကြောက်တယ်ဆိုရင်အဲ့ဒီဥပဒေထက်အစာပေါင်းများစွာပူပြီးတိကျပြတ်သားတဲ့ဥပဒေကဘယ်သူလက်ထဲမှာရှိတာလဲအလ္လာဟ်ရှင်မြတ်ရဲ့လက်ထဲမှာရှိတာဒီတော့လူတစ်ယောက်ကအလ္လာဟ်အမိန့်ဖြည့်ဆန်လိုက်ပြီးဆိုလို့ရှိရင်အလ္လာဟ်ရဲ့အရေးယူမှုကိုဘယ်လမ်းချောင်းထဲမှာသူကြိုလို့ရမှာမဟုတ်နော်ဘေးနော် contact နဲ့မှာ
နော်ဘေးပိုင်ရဆိုင်ရနဲ့မှာအလ္လာဟ်အရေးယူမှုကိုသူကြော်လို့ရမှာရှောင်လို့ရမှာမဟုတ်ကုရ်အာန်မှာအလ္လာဟ်အမိန့်ရှိထားပြီးသားပဲလာယအဆူနအလ္လာဟ်မာအမရဟွမ်ဝယဖအလူနမာယူမလူန်အလ္လာဟ်ရဲ့ထံတော်မှာဒီလိုပရိစတာတွေအဲ့ဒီပရိစတာတွေဂျဟန္နမ်ရဲ့တာဝန်ကိုထမ်းရွက်ရတဲ့ဂျဟန္နမ်ကိုစောင့်ကြကြတဲ့ပရိစတာတွေအင်မတန်နော်ကြမ်းကြုတ်တယ်နော်အင်တမကိုပဲသူတို့ရဲ့နှလုံးသားထဲမှာတနာညာတာမှုတစ်စက်မှမရှိဘူးသူတို့ကအလ္လာဟ်ဘာခိုင်းလဲအဲ့ဒါပဲလုပ်တယ်အလ္လာဟ်အမိန့်ကိုနည်းနည်းမှမဖိစားဘူးကျွန်တော်တို့အဲ့ဒီပရိစတာတွေစီသွားပြီးတော့နော်နည်းနည်းပါးပါးညှိနှိုင်းလို့ကျွန်တော်တို့ရမယ်ထင်လားဘေးနည်းနဲ့မှရဖို့မရှိဘူးနော်ဒီတော့ကျွန်တော်တို့လောကရဲ့ဥပဒေကိုတော့ကြောက်တာပဲအလ္လာဟ်ရဲ့ဥပဒေကိုကျွန်တော်တို့မကြောက်ဘဲနေနေတဲ့နော်ကျွန်တော်တို့ထင်နေလားအလ္လာဟ်ဥပဒေကတော့ငါအတွက်ခြောင်သွားမှာပဲငါကြိုလို့ရသွားမှာပဲငါဒုနီယာမှာဂုဏတွေကိုစိတ်တိုင်းချလုပ်သွားမယ်ကျွန်တော်တို့မှတ်ထားပါဘာလို့မှအဲ့ဒီလိုဖြစ်နိုင်မှာမဟုတ်ဘူးလေးစားအတ္တမိတ်ဆွေညီနောင်များခင်များနော်ဒါကြောင့်နော်ဂုဏလုပ်တဲ့အပေါ်မှာအလ္လာဟ်ရဲ့အရေးယူမှုဆိုတာရှိတယ်နော်အဲ့ဒီတော့ဂုဏရဲ့စိုးကျိုးကအာခိရတ်ကတော့ဒါတေချာပေါက်အာခိရတ်ကတော့တေချာပေါက်ပဲဂုဏရဲ့စိုးကျိုးနော်အာခိရတ်မှာဂုဏလုပ်ခဲ့တယ်အာခိရတ်ကိုအဲ့ဒီဂုဏနဲ့ရောက်သွားတယ်တေချာပေါက်အလ္လာဟ်ရဲ့အပြစ်ပေးမှုကိုကျွန်တော်ခံရနော်တေချာပေါက်အလ္လာဟ်အရေးယူမယ်တေချာပေါက်ဂျဟန္နမ်ရဲ့အသာကိုမြည်ဆန်းရမယ်ကျွန်တော်တောင်းပါမပါသေးနဲ့ဂုဏနဲ့တကွအာခိရတ်ကိုရောက်သွားတယ်နော်အဲဂုဏဒုနီယာမှာလုပ်တယ်နော်ဒုနီယာမှာလုပ်တော့ကိုနော်ဒုနီယာမှာကိုဘာခံစားရမလဲအာခိရတ်ကတော့ဒါတေချာပေါက်ခံစားကျွန်တော်တို့မှတ်ထားပါဒုနီယာမှာလေဂုဏရဲ့ side effect ဆိုတာရှိတယ်နော် side effect ဆိုတာရှိတယ်နော်ဂုဏရဲ့စူးကျိုးဆိုတာဒုနီယာမှာလည်းပဲရှိတယ်နော်ဒုနီယာမှာလည်းပဲငါဂုဏဘလောက်လောက်လို့ဒုနီယာမှာတော့ငါဘာမှမဖြစ်ဘူးအဲ့ဒီလိုကျွန်တော်တို့မထင်လိုက်နဲ့လေးစားအတ္တမိတ်ဆွေညီနောင်များခင်များနော်တခါကနော်ဗနီအစ္စရာအီခေတ်ကနော်လူတစ်ယောက်ရှိတယ်သူကအင်မတန်ဂုဏလို့နော်အာလင်ပဲသူကပညာရှင်ပဲအာလင်ပဲဒါပေမဲ့သူဂုဏတွေအများကြီးလုပ်တယ်ဂုဏတွေအများကြီးလုပ်တယ်နော်ဒီလောက်ထိဂုဏလုပ်တယ်ဂုဏတွေကနော်သူစက်တိုက်ဂုဏထဲမှာနင်းမွန်းသွားတာ6လကြာသွားနော်ဂုဏထဲမှာနင်းမွန်းသွားတာ6လကြာသွားဒါပေမဲ့လည်းသူဘာအရေးယူမှုမှအလ္လာဟ်ဘက်ကနေသူစီမလာဘူးမလာတဲ့အခါကျတော့သူတရက်အလ္လာဟ်ရဲ့ထံတော်ပါမှာရှောက်ထားတယ်ရအလ္လာဟ်ကျွန်တော်6လရှိပြီဂုဏလုပ်နေတာကျွန်တော်အေးစီးပဲကျွန်တော်ဘာမှအလ္လာဟ်အရေးယူမှုကိုမခံရတော့အလ္လာဟ်အရေးမယူဘူးလားဂုဏလုပ်တဲ့သူတွေကိုနော်ဒီတော့အလ္လာဟ်ရှင်အမိန့်ရှိတယ်မင်းကအရေးယူထားတယ်မင်းကအရေးယူထားတယ်မင်းမသိသေးတာမင်းမသိပဲနေနေတာမင်းကအရေးယူထားတယ်ဒီတော့သူမိတယ်အလ္လာဟ်ကျွန်တော်6လရှိပြီကျွန်တော်ဂုဏလုပ်နေတာ6လအရင်ကကျွန်တော်အခုလည်းပဲကျွန်တော်ဒီတိုင်းပဲဘာမှမဆုံးရှုံးသွားဘူးအလ္လာဟ်ကျွန်တော်ကိုဘာအရေးယူထားတာလဲဒီတော့အလ္လာဟ်အမိန့်ရှိတယ်နော်မင်းရဲ့အီဘာဒတ်မှာအရာသာကိုငါယုတ်သိမ်းထားတယ်မင်းတတိမထားဘူးဖြစ်နေတာလေးစားအတ္တမိတ်ဆွေညီနောင်များခင်များနော်မင်း6လအရင်ကမင်းအီဘာဒတ်လုပ်တဲ့အခါမှာအီဘာဒတ်ရဲ့အရာသာရှိတယ်နော်အီဘာဒတ်မှာနူးချမှုရှိတယ်အီဘာဒတ်မှာတက်ကြွမှုရှိတယ်မင်းအခုကြည့်မင်းအီဘာဒတ်တော့လုပ်နေတယ်ဒါပေမဲ့အရာသာမရှိတော့ဘူးနူးချမှုမရှိတော့ဘူးတက်ကြွမှုမရှိတော့ဘူးအဲ့ဒါငါမင်းကိုဒါပထမဦးဆုံးစပြီးတော့ဂုဏကြောင့်အရေးယူလိုက်တာပဲလေးစားအတ္တမိတ်ဆွေညီနောင်များခင်များတချို့ကရှိတယ်နော်ငါဂုဏလုပ်နေတာပဲငါအလ္လာဟ်မိတ်ဖြီးဆန်းနေတာပဲနော်ငါချမ်းသာနေတာပဲနော်ဘာဖြစ်လဲကျွန်တော်တို့မှတ်ထားပါအလ္လာဟ်ရှင်မြတ်ကဥစ္စာပစ္စည်းကိုချက်ချင်းမယုတ်သိမ်းဘူးအလ္လာဟ်ရှင်အရင်ပါယုတ်သိမ်းတဲ့ဂုဏ်ကာစီကနေအလ္လာဟ်ကိုအီဘာဒတ်လုပ်ခြင်းရဲ့အရသာကိုယုတ်သိမ်းတယ်အဲ့ဒီနောက်ပိုင်းမှာအလ္လာဟ်ကိုအီဘာဒတ်လုပ်ခွင့်ကိုအလ္လာဟ်ယုတ်သိမ်းလိုက်တယ်နော်အလ္လာဟ်အရှိမစေဒါလုတ်ခွင့်ကိုအလ္လာဟ်ယုတ်သိမ်းလိုက်တယ်နော်ဂုဏတွေလုတ်ရင်နဲ့နှလုံးသားကဂုဏရဲ့တန်ကြီးတက်သွားတယ်ဘရာနာအလာကူလူဘီဟင်နှလုံးသားမှာဂုဏရဲ့တန်ကြီးဆိုတာရှိတယ်အဲ့ဒီတန်ကြီးတက်သွားတဲ့အခါအီဘာဒတ်ဘအာယုံမရောက်တော့နော်နမတ်မဖတ်ပြတော့အလ္လာဟ်အရှိမစေဒါမလုပ်ပြတော့ကုရ်အာန်တီလာဝတ်မလုပ်ပြတော့ဒူအာတွေမတောင်းပြတော့နော်ဂုဏရဲ့တန်ကြီးနှလုံးသားမှာတက်သွားပြီနော်ဒီတော့ဒါမဲ့တစ်ဖက်မှာစီဝါရေးတော့သူ့အတူသွားနေတယ်ကျွန်တော်တို့ကစီးပွားရေးကိုပဲကြည့်တယ်စီးပွားရေးကောင်းနေတော့ဘာထင်လဲငါဂုဏလုပ်တာအလ္လာဟ်အရေးမယူပါဘူးကွာလို့ထင်နေတာအမှန်တကယ်ကျွန်တော်တို့ကိုအရေးယူလိုက်ပြီနော်ကျွန်တော်တို့နမတ်5ချိန်မှန်တော့ဘူးကျွန်တော်တို့အလ္လာဟ်စီမှာဒူဝါမတောင်းနိုင်တော့ဘူးအဲ့ဒါအလ္လာဟ်အရေးယူလိုက်တာအဲ့ဒီအရေးယူမှုကကိုစီးပွားရေးဆုံးရှုံးတာထက်ပိုပြီးကြီးမားတဲ့ဆုံးရှုံးမှု
လေးစားအတန်မိတ်ဆွေညီနောင်များခင်များတော့ဒီအတွက်ကြောင့်ကျွန်တော်တို့မှတ်ထားပါတော့ဂုဏတစ်ခုတစ်ခုလုပ်လိုက်တယ်ကျွန်တော်တို့မထင်နဲ့ဒီဂုဏပြီးသွားမှာပါအဲ့ဒီလိုမထင်နဲ့ဂုဏတိုင်းရဲ့စိုးကြိုးရှိတယ်နော်ဒုနီယာမှာလည်းပဲစိုးကြိုးရှိတယ်ဘုဒ္ဓဘင်အယားကပြောတယ်နော်ကျွန်တော်ဂုဏရဲ့စိုးကြိုးကိုဘလောက်ခံစားရလဲဆိုရင်နော်ကျွန်တော်ကိုအလ္လာဟ်စိတ်ဆိုးနေပြီဆိုရင်ကျွန်တော်စီးတဲ့နော်ဟိုခေတ်ကတော့ကားမစီးဘူးလေလူတွေကမြီးတွေလားတွေစီးတာနော်ကျွန်တော်စီးတဲ့အဲ့ဒီမြီးတွေလားတွေကစနော်ကျွန်တော်ရဲ့အမိကိုမနာခံတော့နော်ကျွန်တော်ကိုပီကက်ကက်လှုပ်လာတယ်နော်ကျွန်တော်ဒီဘက်သွားဆိုရင် तू ဟိုဘက်သွားတယ်နော်ကျွန်တော်သတိထားမိသွားပြီအော်ငါ့ကိုအလ္လာဟ်စိတ်ဆိုးနေပြီငါ့ကိုအလ္လာဟ်စိတ်ဆိုးနေတဲ့အခါကျတော့နော်ငါလက်အောက်မှာရှိတဲ့ငါမြီးတွေနော်ဆိုတာကငါရဲ့တရိစ္ဆာန်တွေအခိုင်းအစီတွေပါငါရဲ့အမိတ်ကိုမနာခံတော့ဘူးဒါကြောင့်ဂုဏတိုင်းမှာဂုဏရဲ့စိုးကြိုးဆိုတာရှိတယ်နော်ကျွန်တော်ဒီဝါကေလေးတင်ပြပြီးဒီနေ့အစီအစဉ်ကိုနေကုန်းချုပ်လိုက်မယ်တပ်စီတွေကိုတူဘီကျမ်းမှာဖြစ်ရလေးတစ်ခုလာရှိတယ်နော်ဓမ္မတော်မူဆာလေးဆမ်တဲ့ခေတ်အခါမှာဗနီအစ္စရာအီတွေကမူးခေါင်ကြီးရှာခဲ့မူးခေါင်ကြီးရှာဖြစ်တဲ့အခါကျတော့နောက်ဆုံးဗနီအစ္စရာအီတွေအားလုံးစုပေါင်းပြီးတော့နော်ဓမ္မတော်မူဆာလေးဆမ်ကိုရှောက်ထားတယ်နော်အိုနဗီတမန်တော်ကျွန်တော်တို့အလတ်စီသွားပြီးတော့တောင်းမယ်နော်ကျွန်တော်တို့အခြေအနေတွေတိတ်ဆိုးလာပြီးရေတွေမရှိဘူးရေတွေပြတ်သွားပြီးဒီတိုင်းဆိုရင်လူတွေတည်ကြည်ရတော့မယ်အဲ့ဒီအခါနဗီတမန်တော်မူဆာလေးဆမ်ဦးဆောင်ပြီးအလတ်ရဲ့ထံတော်ပါမှာတော့တောင်းတယ်ယာအလ္လာဟ်မိုးရွာချပေးပါမိုးရွာချပေးပါတော့တောင်းတယ်ဒီတော့အလတ်ရှင်အလတ်ရဲ့နဗီတမန်တော်မူဆာလေးဆမ်ကိုအလတ်ရှင်အသိပေးတယ်နော်အထင်တို့တယောက်ရဲ့သူမှာငါအလ္လာဟ်လက်မခံဘာဖြစ်လို့လဲဆိုတော့အသင်တို့ရဲ့ဒီလူအုပ်စုကြီးထဲမှာဒီလိုလူတယောက်ပါတယ်တဲ့အဲ့ဒီလူကအနှစ်40ရှိပြီသူဂုဏထဲမှာရှိနေတာအနှစ်40ရှိပြီသူဂုဏထဲမှာရှိနေတာဒီတော့ဂုဏရဲ့နဟူဆက်ဆိုတာရှိတော့ဂုဏကတယောက်ကြောင့်နဗီတမန်တော်ဥဆောင်နေတဲ့ဂျမာအတ်ကြီးရဲ့ဒွါကဘူလ်မရှိလေးစားတဲ့မိတ်ဆွေညီနောင်များခင်များတော့ဒီတော့တော့တမန်တော်မူဆာအလိုင်ဆမ်ချက်ချင်းပဲကျင်ညာလိုက်တော့ငါတို့ဒီအုပ်စုထဲမှာဂုဏကတယောက်ရှိတယ်သူအနှစ်40ရှိပြီဂုဏထဲမှာနေမိုးနေတာဒီတော့ဘသူလဲအဲ့ဒီလူထွက်သွားသူထွက်သွားမှအလ္လာဟ်ဒွါကဘူလ်လုပ်လိုက်နော်သူဒီဝိုင်းထဲမှာရှိနေတဲ့အလ္လာဟ်ဒွါကဘူလ်လုပ်မှမဟုတ်နော်ဒီတော့အဲ့ဒီထဲမှာပုဂ္ဂိုလ်တယောက်သူတကယ်ပဲဂုဏထဲမှာနေမိုးနေတဲ့သူနော်သူသဘောပေါက်သွားပြီငါကြောက်ဒွါကဘူလ်မဖြစ်တာနော်ဒီတော့ငါထွက်သွားမှဒွါကဘူလ်ဖြစ်ဒါပေမဲ့ငါထွက်သွားလိုက်ရင်လေဘီအစ်ဇတ်တလုံးကတောင်းပေါ်လို့တော့ရတော့မှာမဟုတ်နော်ဒီလောက်လူအုပ်ကြီးကအခုအားလုံးအာယုံစုဆိုင်ပြီးတော့ကြည်နေပြီနော်ဘသူထွက်သွားမလဲဒီတော့ငါဘယ်လိုလုပ်ရမလဲနောက်ဆုံးသူအဲ့ဒီထဲမှာပဲကြိတ်ပြီးတော့အလ္လာဟ်စီမှာတောက်ပါလုပ်တယ်ယာအလ္လာဟ်ကျွန်တော်တောက်ပါလုပ်ပါတယ်ကျွန်တော်ကိုအလ္လာဟ်ခွင့်လို့ပါကျွန်တော်မှားခဲ့ပါတယ်ကျွန်တော်မိုင်မဲခင်မိပါတယ်ကျွန်တော်နောက်ဂုဏမလုပ်တော့ပါဘူးကျွန်တော်တကယ်ဂရိပေးပါတယ်တကယ်နောင်တရပါပြီကျွန်တော်ရှက်စိတ်ဖြစ်ပါတယ်ကျွန်တော်အလ္လာဟ်ကိုကြောက်ပါပြီစိတ်ထဲကနေကြိတ်ပြီးသူတောက်ပါလုပ်နေတယ်နော်မျက်လုံးတွေကနေမျက်ရည်တွေကျပြီးတော့လူတွေမမြင်အောင်ခိုးပြီးသူတောက်ပါလုပ်နေတယ်နော်အဲ့ဒီအချိန်မှာပဲအလ္လာဟ်ရှင်မူဆာအလိုင်ဆမ်ကိုနော်အတိပေးတယ်အတင်းတို့အားလုံးရဲ့ဒွါငါအလ္လာဟ်လက်ခံလိုက်ဒီတော့မူဆာအလိုင်ဆမ်လျှောက်ထားတယ်ယာအလ္လာဟ်ဘယ်သူမှလည်းမထွက်သွားသေးဘူးအလ္လာဟ်ဘယ်လိုလုပ်တော့ကဘူလ်လုပ်လိုက်တာလဲဒီတော့အလ္လာဟ်မရှိတယ်နော်အဲ့ဒီဂုဏ်ကာတောက်ပါလုပ်လိုက်ပြီအဲ့ဒီဂုဏ်ကာတောက်ပါလုပ်လိုက်ပြီနော်ဒီတော့သူ့ရဲ့တောက်ပါငါလက်ခံလိုက်ပြီအဲ့ဒီအတွက်သူထွက်သွားစရာမလိုတော့ဘူးနော်ဒီတော့အတင်တို့အားလုံးရဲ့သူအားငါအလ္လာဟ်ရှင်လက်ခံလိုက်ပြီးလေးစားအတ္တပိစီနေနောက်များခင်များဒါကြောင့်ဘဝတတန်းမှာနော်ကျွန်တော်တို့တွေဂုဏ်ကိုရှောင်ပြီးနေပါဒါပေမဲ့ကျွန်တော်အခုနပြောသလိုလူသားဖြစ်တဲ့အားလျော်စွာဂုဏ်ဖြစ်တတ်တယ်ကျွန်တော်တို့နဗီတွေမှမဟုတ်တာကျွန်တော်တို့မအဆူမဟုတ်ဘူးအပြစ်ကင်းစေနဲ့နော်အပြစ်အမြဲကင်းစေနေမဲ့သူတွေလည်းပဲမဟုတ်ဂုဏ်ဖြစ်တတ်နော်လူတိုင်းမှာဒီအသိရှိတယ်နော်ထမင်းစားပြီးရင်ထမင်းစားထားတဲ့ပကံဘာလို့ရမလဲစေးရအဲ့ဒီပကံကိုမစေးဘဲနဲ့နောက်တစ်ချိန်ညစာပြန်ပြီးစားမှာမဟုတ်နော်အဝိဝစ်ပြီးွားပြီးဆိုရင်နောက်ဆုံးအလုံးစုံဝစ်1ရက်2ရက်3ရက်ပေါ့နော်ပြီးနေတဲ့အဝစ်ကိုလျှော်ရနော်ဒီတိုင်းပဲခန္ဓာကိုယ်ကြီးတက်လာရင်ရေချိုးရကျွန်တော်တို့အဲ့ဒီအသိရှိသလိုနော်အငြင်းတန်းဂုဏဖြစ်သွားရင်တောက်ပါလောက်ကဂုဏဖြစ်သွားရင်တောက်ပါလောက်ကအခုဂုဏဖြစ်အခုတောက်ပါလောက်အခုဂုဏဖြစ်အခုတောက်ပါလောက်နေ့စဉ်တောက်ပါလောက်အချိန်တိုင်းမှာတောက်ပါကိုသတိနဲ့ကျွန်တော်တို့လုပ်အင်ရှာအလ္လာဟ်ဂုဏလေးတစ်ဖက်ကရှောင်းမယ်တစ်ဖက်ကလည်းဂုဏဖြစ်တာနဲ့တောက်ပါလုပ်မယ်ဆိုရင်ကျွန်တော်တို့ဘဝတတန်းအတွက်ဒါစိတ်ချမှုရလုံခြုံမှုရရှိမှာဖြစ်ပါတယ်အလ္လာဟ်ရှင်မတခင်ကျွန်တော်အားလုံးကိုတင်ပြပါချက်လက်များလိုက်နိုင်တဲ့တောက်ဖစ်ခြင်းနဲ့တော်မူပါစေအာမင်ဝါအာခီရူတာဝါလန်အလ်ဟမ်ဒူလ illah